မင်္ဂလာပါရှင်စေဝါကျောင်းသိကောင်ဆရာ channel မှာကြိုဆိုပါရစေဒီနေ့ပြောပြပေးမယ့်ခေါင်းစဉ်ကတော့ Introduction to Pharmacology စေဝါဗေဒမိတ်ဆက်တဲ့အကြောင်းလေးစတင်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်မနာမည်ရော Theory ပါစေဝါပညာရှင်တူဖြစ်ပါတယ်ရှင် Pharmacology ဆိုတာက Study of drugs and their action on human body ဆိုဆေးတွေအကြောင်းလေ့လာတယ်ဆေးတွေရဲ့အာနိသင်ပေါ့နော်လူခန္ဓာကိုယ်ပေါ်မှာဆေးတွေကဘယ်လိုအလုပ်လုပ်တယ်လဲဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာကိုလေ့လာတာကို pharmacology ဆေးဝါးဗေဒလို့ခေါ်ပါတယ် drugs ပေါ့နော်ဆေးကကြတော့ခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်အတွက်ပေါ့နော်ဒီယောဂတွေရဲ့လက္ခဏာကိုကုသပေးဖို့ယောဂတွေကိုကြိုတင်ကာကွယ်ဖို့ယောဂကိုအမြင့်ပြတ်အောင်ကုသဖို့အတွက်အသုံးပြုတဲ့ chemical ပစ္စည်းတွေကိုဆေးလို့ခေါ်ပါတယ် drugs လို့ခေါ်ပါတယ်ပေါ့နော် pharmacology မှာအပိုင်းနှစ်ပိုင်းရှိပါတယ် pharmacokinetic နဲ့ pharmacodynamic ပါ pharmacokinetic ကတော့ခန္ဓာကိုယ်ကဆေးတွေပေါ်မှာဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာကိုလေ့လာဖြစ်ပါတယ် pharmacodynamic ကကျတော့ဆေးရခန္ဓာကိုယ်ပေါ်မှာဘယ်လိုတက်ရောက်မှုရှိတယ်လဲဆိုတာကိုလေ့လာတာဖြစ်ပါတယ်usage of drug ကတော့ဆေးဝါးအသုံးပြုတဲ့နည်းလမ်းတွေပါနံပါတ်1တစ်ချက်က to treat ဆိုတာကယောဂလက္ခဏာတွေကိုကုသဖို့အတွက်အသုံးပြုတာပါဥပမာအဖြစ်ပြောရလို့ရှင်ယောဂကိုပျောက်ကင်းအောင်ကုတာမဟုတ်ပဲနဲ့လက္ခဏာတက်တာယောဂအကြောင်းမို့ဖြစ်တဲ့လက္ခဏာကိုပဲမဆိုးသွားအောင်ယောဂကိုထိမ့်သိမ်းတဲ့အနေနဲ့ပေးတဲ့ဟာဆိုရင် treatment ပေးရလို့ခေါ်တယ်ပေါ့နော် treat ဆိုတာဥပမာဖြစ်ပြောတော့စီချိုယောဂလိုမျိုးပေါ့နော်ပျောက်ကင်းသွားတာမျိုးမဟုတ်ဘူးဒါပေမဲ့စီချိုယောဂပို့ပြီးတော့မဆိုးလာအောင်စီချိုယောဂရဲ့နောက်ဆက်တွဲလက္ခဏာတွေပိုမဆိုးလာအောင်လို့ဆေးပေးရဒါက treat လုပ်တယ်လို့ခေါ်ပါတယ်နံပါတ်2ကတော့ to cure ပါကုသတဲ့နည်းလမ်းမှာကုသတယ်ဆိုတော့ခါကျတော့နမူနာပြောရမယ်ဆိုရင်မှုယောဂပေါ့နော်မှုကြောင့်မှုဆွဲလို့ရေဝဲတို့သဲဝဲမှုယောဂကြောင့်မလို့ပေါ့နော်ဒီရားလို့ရှင်သူကမှုသက်စေးပေးလိုက်တယ်ပြီးလို့ရှင်ရားတာလည်းပျောက်သွားတယ်ယောဂလည်းပျောက်သွားတယ်ဒါဆိုရင် cure ကုသတာပါနော်ယောဂကိုပျောက်ကင်းသွားအောင်ကုသတယ်နောက်တစ်ခုကတော့ prevent လို့ခေါ်တယ်ကြိုတင်ကာကွယ်ရပါတော့ကာကွယ်ဆေးထိုးသလိုမျိုးဒါဆေးအသုံးဝင်ပုံမှာနောက်တစ်ခုကကျ to diagnose a disease ယောဂလက္ခဏာတွေရှာဖွေဖို့အတွက်ယောဂလက္ခဏာတွေသတ်မှတ်ဖို့အတွက်ဆေးကိုသုံးပါတယ်နောက်တစ်ခုကတော့ to promote well being လို့ဒီလူတွေတက်ရှိတွေနေထိုင်လို့ကောင်းသွားအောင်ပေးတဲ့ဆေးမျိုးစားပေးလို့ရပါတယ်ပေါ့နော်ဒါကတော့ဆေးဝါးရဲ့အသုံးဝင်ပုံပါname of the drug ကတော့ဆေးတွေနာမည်ပေးရဲ့စနစ်ပါဆေးတွေကိုနာမည်ပေးရဲ့အခါမှာနာမည်၃မျိုးရှိပါတယ်နံပါတ်1ကတော့ chemical name ဆိုရဲဓာတုနာမည်ဖြစ်ပြီးတော့နံပါတ်2ကတော့ generic name ဆိုရဲဘုံနာမည်လို့ပြောမှာပေါ့နော်ဒီ chemical name အရှိကြီးကိုကမ္ဘာဆေးဝါးအဖွဲ့အစည်းကနေပြီးတော့နာမည်တစ်ခုပေးလိုက်တယ်အဲ့နာမည်နဲ့ပဲဆေးအဖွဲ့အစည်းတစ်ခုလုံးကအသုံးပြုတယ်ပေါ့နော်ဒါ generic name လို့ခေါ်ပါတယ်နောက်တစ်ခုခါကျတော့ trade name or brand name ပေါ့နော်ဒါခါကျတော့ trade ကတော့ကုန်သွယ်တဲ့နာမည်ပေါ့နော်ကုမ္ပဏီတွေကဒီ generic name မျိုးစားပေါ့နော်ဒီဆေးပစ္စည်းအမျိုးစားတစ်ခုကိုနာမည်ကိုပိုင်နာမည်ပေးလိုက်တာပေါ့နော်ဥပမာနမူနာအားဖြင့်ပြောမယ်ဆိုရင် paracetamol ဆိုရင်Biogesic နဲ့ရှိမယ်လန်ဆန်နဲ့ရှိမယ်အစိမ်းရောင်ပါရာကပ်နဲ့ရှိမယ်အဲ့လိုမျိုးပုံစံပေါ့နော်ကုမ္ပဏီကွဲသွားပြီးတော့ပါဝင်မှုဆေးမျိုးစားကတော့အတူတူပဲဖြစ်ပါတယ်ဒါပြောချင်တာတော့ trade name ပေါ့နော်ကုမ္ပဏီကပေးရဲ့နာမည်ကိုပြောချင်တာပါဒီစာမျက်နှာမှာတော့ခဏကဆေးတွေရဲ့နာမည်တွေကိုဘယ်လိုမျိုးကွဲပြားသွားလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပုံလေးတွေကိုအရင်ကြည့်ရအောင်ပုံလေးတွေကိုကြည့်ရင်လည်းအောက်ဆုံးက brand name ဆိုတဲ့နာမည်လေးကိုကြည့်ရအောင်ပေါ့နော် brand name မှာ Citrin Dr. Reddy လို့ပြောတာကဒီပုံလေးပါနောက်တစ်ခုကတော့ Sezine 10ဆိုတာကဒီပုံလေးပါ ADCO ကတော့ဒီကဆေးဘူးလေးပေါ့နော်ဒါတွေက brand name တွေကွာသွားပါတယ်ဆေးနာမည်တွေကွာသွားပါတယ်ဘာလို့လဲဆိုတော့ကုမ္ပဏီကပေးတဲ့နာမည်ကွာသွားလို့ပါနောက်တစ်ခုကတော့ generic name ပါ generic name ကကြတော့
သူ့ရဲ့ဆေးထဲမှာပါဝင်တဲ့ compound လေးကိုကြည့်ပြီးကြည့်အောင်နော် cetirizine hydrochloride 1 tablet 10 mg cetirizine hydrochloride 10 mg tablet cetirizine hydrochloride 1 mg ပါမယ်ဒါကတော့ဆေးအရည်ဖြစ်တဲ့အတွက်ကြောင့်မို့ milligram กว่าသွားပါမယ်ဒါပေမဲ့ပါဝင်တဲ့ compound တွေဒီ cetirizine hydrochloride ဆိုတဲ့ generic name တစ်မျိုးတည်းပဲပါဝင်ပါတယ် chemical name ဆိုတာကကျတော့ဒီ generic name ရဲ့အရှိပေါ့နော်သူရဲ့ဓာတုနာမည်ပေါ့နော်သူရဲ့ဓာတုနာမည်အရန်ရှိပါတယ် 244 chlorophenol phenyl methyl 1 piperazine ethyl C acetic acid dihydrochloride ဒါဒီလိုမျိုးရှည်လျားလွန်းတဲ့နာမည်ကိုဒီ compound လေးတွေအတိအကျပါတယ်ဆိုရင်ဆေးဝါးအဖွဲ့အစည်းက cetirizine hydrochloride ဆိုတဲ့နာမည်ကိုပေးလိုက်ပါတယ် brand name တွေနဲ့ company တွေကကုန်သွယ်တဲ့အခါမှာcetirizine hydrochloride ပါဝင်တဲ့ဆေးမျိုးစားကိုပဲနာမည်အမျိုးမျိုးနဲ့ပေးပြီးတော့သူတို့ဆေးနာမည်တွေပေးလေးရှိပါတယ်ဒါကဆေးနာမည်ကွာခြားချက်ပါဆေးနာမည်လေးတွေပြောပြီးသွားပြီဆိုတော့ type of drug ဆိုတဲ့ဆေးမျိုးစားလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆေးမျိုးစားရဲ့ထဲမှာတော့နံပါတ်1ကတော့ OTC over the counter drug ပါover the counter ဆိုတဲ့အဓိပ္ပာယ်ကကျတော့ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ကိုယ့်သဘောနဲ့ကိုယ်တောက်သုံးလို့ရတဲ့ဆေးမျိုးစားတွေဖြစ်ပါတယ်။များသောအားဖြင့်တော့အာဆီတို့လိုမျိုးဒါတော့ကိုယ့်သဘောနဲ့ကိုယ်တောက်နေကြတယ်ပေါ့နော်။ဒါပေမဲ့ဆရာဝန်ညွှန်ကြားချက်နဲ့ကိုကလိုအပ်တဲ့ vitamin လိုအပ်တဲ့ mineral အတိုင်းအတိအကျတောက်နိုင်တော့အကောင်းဆုံးပေါ့နော်။ဒါကတော့ over the counter ဆိုတာကိုယ့်သဘောနဲ့ကိုယ်တောက်သုံးရတဲ့အကိုက်ခဲပျောက်စီတို့လိုမျိုးဒီလိုမျိုးတွေကတောက်လေးရှိကြတယ်ပေါ့နော်နောက်တစ်ခုကတော့ POM မှာ prescribing only medicine ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ prescribe ဆိုတာကတော့ဆရာဝန်ညွှန်ကြားချက်ပေါ့နော်ဆရာဝန်ညွှန်ကြားချက်ဖြင့်သာတီးတန်းတောက်သုံးရတဲ့ဆေးမျိုးစားတွေပါပိုးသက်ဆေးလိုမျိုးသွေးကြဆေးလိုမျိုးစီးချိုဆေးတွေလိုမျိုးဒါတွေခါကြတော့ဆရာဝန်ညွှန်ကြားချက်နဲ့အညီတောက်သုံးရမယ်ဆေးမျိုးစားတွေကို prescribing only medicine လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ control drug ပါ control drug ကတော့ထိန်းချုပ်ဆေးဝါးမျိုးစားဖြစ်ပြီးတော့စိတ်ကိုပြောင်းလဲစေတတ်တဲ့ဆေးမျိုးစားအကုန် control drug ထဲမှာပါပါတယ်အထူးသဖြင့်တော့ဘိန်းပါတယ်ထိုင်းမိုင်းမိန်မောစေတတ်တဲ့ဆေးမျိုးစားတွေက control drug မျိုးစားထဲမှာပါပါတယ်အခုပြောပြသွားတဲ့ chapter 1မှာတော့ series ရဲ့ usage of the drug series ရဲ့အသုံးဝင်ပုံ name of the drug series နာမည်ပေးတဲ့စနစ် type of drug ဆိုတဲ့ဆေးမျိုးစားတဲ့အကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်သင်ခန်းစာ chapter 2မှာတော့ route of administration လို့ခေါ်တဲ့ဆေးပေးနိုင်တဲ့နည်းလမ်းအကြောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်